Blissnolingo time ထိုင်းစာကိုအတန်ထွက်တဲ့အခါမှာဘီးနဲ့တရနဲ့တွဲပြီးမှဆိုလေးရှိတယ်ပြီးလို့ရှိရင်တော့သူတို့တွေကိုအတန်ကိုလည်းအဆင့်အတန်းသတ်မှတ်သေးတယ်ပေါ့နော်ပုံမှန်တန်းလို့ခေါ်တဲ့ mid tone တန်ရှိမယ်ပြီးလို့ရှိရင်အတန်သင်္ကေတတွေနဲ့အမှတ်သားပြုပြီးမှ၄မျိုးပြောလေးရှိတယ် mid tone အတန်ကိုတော့အတန်သင်္ကေတပြုလို့မရှိဘူးပေါ့နော်အတန်ထွက်ပုံထွက်နည်းကိုအခြေခံပြီးတော့မှအတန်တွေကိုအဆင့်သတ်မှတ်ပြီးပြောလေးရှိတယ်အားလုံးပေါင်း tone mark ၄ခုနဲ့ပြောလေးရှိတယ်1 2 3 4ဆိုတဲ့သဘောနဲ့မှတ်သားလေးရှိတယ်လို့လည်းသိရတယ်ပေါ့နော် grammar တစ်ခုကတော့အိတ်လို့ခေါ်ပါတယ်သူကတော့အတန်နှိမ့်နှိမ့်ထွက်တယ်လိုထုံအတန်နေဖြစ်တယ်နောက်တစ်ခုကတော့ mic toe လို့ခေါ်ပါတယ်ထိုဆိုတော့တူးပုံစံမျိုးလေးရေးရာကနေအပေါ်တင်ထားတယ်ပေါ့နော်သူကတော့အတန်ကလေးကပြည့်ပြည့်လေးသွားပြီးမှ slow down လေးနဲ့တွေ့တယ်လို့ပဲရုတ်တရက်ဆိုသလိုမြင့်တက်သွားပြီးမှပြန်ပြီးဆင်းလာမယ်3လို့အဓိပ္ပာယ်ရလောက်တဲ့ mic 3တန်လေးကတော့အတန်ဆူဆူတူတူလေးနဲ့မြင့်သွားတယ်နောက် mic ကျက်သွားရှိတယ် mic ကျက်သွားလေးကတော့အတန်လေးကရစ်ဆွဲပြီးမှအပေါ်လေးကိုတက်သွားတဲ့အတန်မျိုးလေးဖြစ်တယ်ပေါ့နော်အားလုံး tone mark လေးခုနဲ့ပြလေးရှိတယ်အဲ့တော့အလွယ်မှတ်မယ်ဆိုလို့ရှိရင်ဘာသင်္ကေတမှမပါပဲပုံမှန်အတန်ဆိုရင် mid tone အတန်နှိမ့်သွားရင် low tone အတန်ပြည့်ပြည့်လေးနဲ့မော်တက်ပြီးပြန်ဆင်းပြီးပြည့်ပြည့်လေးပြန်ဖြစ်သွားတယ်ဆိုရင် falling tone အတန်ဆူဆူတူတူလေးနဲ့တက်သွားတယ်ဆိုလို့ရှိရင်တော့ high tone နောက်အတန်လေးရစ်ဆွဲပြီးမှအပေါ်မော်တက်သွားတယ်ဆိုလို့ရှိရင်တော့ rising tone လို့ခေါ်မယ်ဒါပေမဲ့ပေါ့နော်ဒီ Blissnolingo မှာတော့ပုံမှန်တန် E တန် 2 တန် 3 တန်ကျက်သွားတန်ရေလို့ပြောသွားမယ်နော်အခု graph လေးမှာပြထားသလိုပဲ mid tone ဆိုတဲ့အလယ်တန်လေးကအတန် flat ဖြစ်တယ်ပေါ့နော်သင်္ကေတမပါဘူးသူ့ကိုထိုင်းလိုမျိုးပြောမယ်ဆိုရင်တော့ sian saman လို့ခေါ်တယ်ပေါ့နော်တာမန်အတန်ပေါ့အတန်အပြန့်ဖြစ်တယ်တမန်တိုင်းထွက်ရတဲ့အခြေခံအတန်ဖြစ်တယ်ပေါ့နော်ဥပမာပြောရရင်မောအာမာဆိုတဲ့အတန်မျိုးပဲအဲ့ဒီအတန်လေးကိုသာမြင်းချောင်းလေးဆွဲကြည့်မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီပါးစပ်ကလေးကရေပြင်ညီတိုင်းတက်တက်လေးအတန်လေးကိုရှေ့ကိုထုတ်လိုက်တဲ့အတန်မျိုးဖြစ်တယ်ပေါ့နော်နောက်တစ်ခုကတော့လိုထုံးလို့ပြောတဲ့အောက်ကိုနှိမ်သွားတဲ့အတန်လေးဖြစ်တယ်အဲ့ဒီအတန်လေးကတော့သင်္ကေတအားဖြင့်ဆိုလို့ရှိရင်သူဘီးပေါ်မှာပဲသင်္ကေတကိုရေးတင်လေးရှိတယ်ဘီးရဲ့အထက်ဖက်ညာဘက်ထောင်ကလေးပေါ်မှာတင်ရေးလေးရှိတယ်သူကတော့မအိတ်ဖြစ်တယ်ပေါ့နော်အတန်ကိုအောက်ကိုနှိမ်ပြီးမှဖိထွက်ရတဲ့အတန်မျိုးဖြစ်တယ် example ဆိုလို့ရှိရင်တော့ခေါ်အိုင်ခိုင်မိုက်ခိုင်အဲ့လိုမျိုးဒီအတန်လေးကိုနှိမ်ပြီးထွက်လိုက်တဲ့အခါမှာမတိမသားလေးပေါ့နော်ခေါင်းလေးကအောက်ဖက်ကလေးကိုငဲ့လိုက်မယ်မေးစီလေးကိုအောက်ဖက်ကလေးကိုငဲ့ပြီးချလိုက်မယ်ဆိုရင်အတန်လေးကအလိုလိုနှိမ်ဆင်းသွားတာတွေ့ရပါလိမ့်မယ်နောက်တစ်ခုကတော့ tone mark အပြင်ဆိုရင်တော့နှစ်ခုမြောက်ပေါ့နော်ထိုတန်ဖြစ်တယ်ထိုတန်ကကြတော့ဘယ်လိုလေးလဲဆိုရင်ဥမာ slow down လေးနဲ့တွေ့လို့ရှိရင်ပြပြလေးသွားရကနေစက်ခနဲဆိုမော်ပြီးအတန်လေးကတက်သွားမယ်ပြီးရင်ပြပြလေးပြန်ပြီးဆင်းသွားမယ်ပေါ့နော်အတန်လေးကလှုပ်ခတ်သွားတဲ့အတန်လိုမျိုးလေးပဲနောက်တစ်မျိုးပြောရမယ်ဆိုရင်အတန်လေးကချစ်စရာနွဲ့နွယ်ကလေးဖြစ်သွားတယ်လို့ပြောရင်ရမယ်နဲ့တူတယ်နော်သူကိုတော့ mic ထိုတန်လို့ခေါ်တယ်လှိုင်းကလေးလှုပ်ခတ်သွားသလိုပဲဖြစ်တယ်နော်ခဏကလေးပဲဥပမာဘီးကို10စက္ကန့်ဆိုရဲဆိုလို့ရှိရင်တရကို3စက္ကန့်လောက်ဆိုမယ်ပြီးလို့ရှိရင်တော့နောက်ကအသက်ဘီးလေးတစ်ခါပြန်ဆိုမယ်ပြီးလို့ရှိရင်သူ့ရဲ့အတန် tone mark လေးထည့်မယ်ပေါ့နော်ပြီးရင်တော့သူ့ရဲ့အတန်လေးထွက်ကြည့်မယ်ဘောအာနော်ဘန်မိုက်တူဘန်အတန်လေးကဝေ့ပြီးတော့တက်သွားတဲ့အတန်လိုမျိုးလေးပြီးရင်တော့ပြပြလေးပြန်သွားမယ်တောက်ခုမြောက် tone mark ဖြစ်တဲ့ mic 3ကတော့အတန်ဆူဆူမြင့်မြင့်တူတူလေးဖြစ်တယ်အတန်လေးကိုပြုတဲ့အခါကြလို့ရှိရင်ပုံမှန်တန်အေတန်ထိုတန်တို့ထက်အတန်ကနည်းနည်းလေးတူတယ်ပုံမှန်တန်အေတန်ထိုတန်တို့ကဥပမာ3စက္ကန့်လောက်ကြာတယ်ဆိုရင်ဒီကောင်လေးက10စက္ကန့်ခွဲတတလောက်ပဲရှိမယ်သူ့ကိုအတန်ထုတ်တဲ့အခါမှာမေးစီလေးကိုမော့ချလိုက်မယ်ဆိုရင်အတန်ဟာဆက်တက်လို့မရတော့ဘူးအဲ့ဒီမေးလေးအဆုံးမှာပဲရပ်သွားလိမ့်မယ်တော့အိုတို့မိုက်3တို့ rising tone ကတော့ကြက်သွားတန်ဖြစ်တယ်သူကကြက်သွားတန်ကစပြီးထွက်တော့ပုံမှန်မူလတန်တဲ့အောက်ကလေးကိုနည်းနည်းလေးနှိမ့်ဆင်းလိုက်ရတယ်နှိမ့်ဆင်းပြီးမှအတန်ကိုပြန်ပြီးတော့မှရစ်ပြီးအပေါ်ကိုငီးပြီးတော့တက်သွားမယ်မိုက်ချက်သွားတန်လို့ခေါ်တယ်ပေါ့နော်သူကတော့ထုံးမ၄ခုမြောက်ဖြစ်တယ်အတန်အဆင့်ကတကယ်က5ခုရှိတယ်ပေါ့နော်ဒါပေမဲ့ mark လောက်တာကြတော့4ခုပဲလုပ်ရတယ်ပုံမှန်တန်မှာ mark မပါတဲ့အတွက်ကြောင့်ထုံး mark 4ခုမြောက်ဖြစ်နေတယ်ပေါ့နော်တခုခုကိုမေးခွန်းထုတ်တဲ့အခါဆိုရင်အတန်လေးကရက်မသွားဘဲနဲ့နောက်မှာecho လိုမျိုးလေးငင်ပြီးမှကြံနေခဲ့တဲ့အတန်လိုမျိုးလေး
အန်အော်ဟန်ပြုတ်တယ်ဆိုတဲ့အတန်လိုမျိုးလေးနဲ့ဆင်တယ်ပေါ့နော်ဒီအတန်ကိုပြုတ်တဲ့အခါမှာဒီအတန်ဆင်ထဲမှာကိုပဲဒီ high class ကြီးတွေကလည်းကြက်သွားတန်ကိုထွက်ပေးရတာရှိတယ်ပေါ့နော်ဥမာ ha hip ကြီးဆိုရင်စထွက်ကနေရတိုင်းဟောဒီလိုထွက်ရတာဖြစ်တယ်အခုကြက်သွားတန်ကိုရဖို့အတွက်အဲ့ဒီ high class ကြီးကိုထွက်ကြည့်ရအောင်နော်ဟောချောအဲ့လိုဆိုလိုက်လို့ရှိရင်ခေါင်းကလေးကငဲ့ပြီးမှစောင်းပြီးမှရစ်ပြီးမျက်နှာလေးအပေါ်ပြန်မော့လိုက်မယ်ဆိုရင်ခေါင်းလေးမှာ wave ပါသွားတယ်ပေါ့နော်လိုက်လို့ကြည့်အောင်နော်ကောပြီးနဲ့အာတရနဲ့ကိုသုံးပြီးတော့ဒီအတန်ဆင့်9ဆင့်လုံးတင်ကြည့်မယ်ပေါ့နော်ကောပြီးက mid class B ဖြစ်တယ်ဒါကြောင့်မလို့သူကအတန်ဆင့်9ဆင့်လုံးရတယ်ပေါ့နော်ကောအာကာဒါကပုံမှန်တန်ဖြစ်တယ်ကောအာကာမိုက်ကာဒါအေတန်ဖြစ်တယ်ကောအာကာမိုက်တူကာထိုတန်လေးဖြစ်တယ်ကောအာကာမိုက်တရီကာကောအာကာမိုက်ချက်တော်ကာကာကာဒီတကတော့အားနဲ့ဆိုကြည့်မယ်နော်ဒါတခုချင်းစီကိုဗမာလူလေးတွေအောက်မှာထည့်ရေးပေးထားတယ်နော်ပါအခုသုံးမဲ့ဟောကငကိုကနေရတိုင်း high class consonant ဖြစ်တယ်ဒါကြောင့်သူ့အတန်က rising tone ဆိုတဲ့ကြက်တော်တန်ငကိုရှိပြီးသားဖြစ်တယ်ခောအာခါခောအာခါမိုက်ခါခောအာခါမိုက်တူခါဖောအာဖာဟောအာဖာမိုက်ဖာဟောအာဖာမိုက်တူဖာ high class consonant นี่မှာတော့သူကအတန်အဆင့်9ဆင့်လုံးမရှိနေဘူးသူက3ဆင့်ပဲပိုင်နိုင်တယ် low class consonant ဘီတွေအတွက်ဆိုလို့ရှိရင်တော့သူတို့လည်း3တန်ပဲရနိုင်တယ်မောအာမာမိုက်မဒီနေရာမှာထူးခြားတာကမိုက်အေးလို့ဆိုပြီးတော့အေးအတန်ဆင့်ကိုတင်တော်ညာလဲပဲသူကထိုအတန်လေးထွက်သွားတယ်သူ့ထဲမှာခိုင်းခတ်တယ်လို့ wave လေးရှိနေတယ်အဲ့ဒါဘာကြောင့်လဲဆိုတော့ low class ဘီတွေကိုမိုက်အေးတန်တင်မယ်ဆိုလို့ရှိရင်သူတို့ကိုထိုတန်ထွက်ပေးရတယ်မောအာမာမိုက်တူမှာတကယ်တော့သူကထိုတန်တင်လိုက်တာနော်သို့တော်လည်းပဲသူက3တန်ထွက်သွားတယ်သူ့မှာ wave လေးရှိမနေဘူးအဲ့တော့သူတို့ကတဆင့်တိုးပြီးထွက်ရတယ်လို့မှတ်ထားလို့ရတယ်ပေါ့နော်အဲ့တော့ငကိုကနေရတိုင်း high class consonant နေဆိုလို့ရှိရင်တော့ငကိုကသူကချက်တော်ဖြစ်ပြီးသားဖြစ်တယ်ဒါကြောင့်မလို့ဟောအာဟာဟောအာဟာမိုက်ဟာဟောအာဟာမိုက်တူဟာဒီအတန်ဆင့်ကလေးတွေကိုလေ့ကျင့်ထားအောင်နော် day 6မှာပြန်ဆုံးမယ်နော်